안녕하세요. 오늘은 무슨 한자를 배울 거냐면, 지니바 한자 때말레 솔루시엔 채로 유소래 한자오 때미만 비바리 유소라가 바오벼라 레소이 있을 시래 소래리 배우벼라. 그러면 유와 레베 레베 묘성 시바래 리레아마 레베 뜸묘베 까우비 역시 때미라라바노. 아, 자멜로 구리 유소래 레베. နော်ဒီ you ဆိုတဲ့စကားလုံးကရှိတယ်ရှိချင်းဆိုတဲ့အဓိပ္ပာယ်တစ်ခုခုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါသူနဲ့ဆန့်ကျင်ဘက်စလုံးကဘာခေါ်လဲဆိုလို့ရှိရင်ချေတို့မူလို့ခေါ်ပါတယ်ဒီစလုံးကိုတော့ချေနောက်ဟန်ကြအပုတ်မှာချေတင်ပေးမယ်ရမယ်နော်နောက်နေ့မှာချေဒီမူနဲ့ပတ်သက်ပြီးတော့ချေတင်ပေးပါမယ်ဒါကတော့မရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အဲဒါကြောင့်မလို့ဒီနေ့ကကြတော့ချေတို့ you ဆိုတဲ့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအရင်တင်ပေးမှာဖြစ်ပါတယ်အဲကြတော့ဒီမှာပထမစလုံးကိုကြည့်မယ် you မြောင်းခါတာဒီစကားလုံးကိုတော့သိမယ်ထင်ပါတယ်သူကဘာကိုပြောတာလဲဆိုတော့နာမည်ကြီးတာကိုပြောချင်တာဟုတ်တယ်မလားအဲဒါကြောင့်မလို့ဒီမှာမြုံဆိုတာကနာမည်ကိုပြောတာပါယူဆိုတာကရှိတာအဲကြတော့နာမည်ရှိတာဆိုတော့နာမည်ကြီးတာပေါ့ရမယ်နော်ဟာတာပေါင်းလိုက်တယ်ဆိုရင်သူကကရိယာ verb ဖြစ်သွားမှာပါအဲကြောင့်မလို့ယူမြုံဆိုတာကနာမည်ကြီးခြင်းနာမည်ကြီးမှုဟာတာပေါင်းရင်နာမည်ကြီးသည်ဘယ်လိုဖြစ်သွားလိမ့်မယ်ရမယ်နော်ပြီးရင်နောက်တစ်လုံးကကြတော့ဝီမီဆိုတာကအဓိပ္ပာယ်ကိုပြောတာအဲကြတော့ you မီလို့ပြောရဲဆိုရင်အဓိပ္ပာယ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်အဲဒါကြောင့်မလို့ခုချေတို့ဒီတစ်ခုခုကအဓိပ္ပာယ်ရှိတယ်ဆိုရင် you မီဝီမီကဤတာအဲ့လိုအဓိပ္ပာယ်ကိုပြောချင်တာပါပြီးရင်နောက်တစ်ခုကကြတော့ချွေဆိုတာကအပြစ်ကိုပြောတာအဲကြတော့ you ဆိုတာကရှိတာအဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မှာလဲအပြစ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒါကြောင့်မလို့ you ချွေရမယ်နော် you ချွေဆိုတာအပြစ်ရှိတာကိုပြောတာပါပြီးရင်နောက်တစ်လုံးကကြတော့ you 는ဒီမှာရှိတဲ့ 는ဆိုတာကဘယ်ကနေလာတာလဲဆိုလို့ရှိရင်여러분 알고 있는သိထားတဲ့ 능력အရေးရချင်းစွမ်းရည်ဆိုတဲ့စလုံးကနေပြီးတော့ယူထားတဲ့ 는 ဖြစ်ပါတယ်အဲဒါကြောင့်မလို့ you ဆိုတာကရှိတာ 능력ဆိုတာအရေးရချင်းအဲဒါကြောင့်မလို့ you 는ဆိုတော့ဘာဖြစ်မှာတော့အရေးရချင်းရှိတာပေါ့ဒါမှမဟုတ်သူကလျော့ကိုဖြုတ်ထားတယ်နော်အဲဒါကြောင့်မလို့ you 는ဆိုတာအရေးချင်းရှိချင်းဆိုတဲ့အဓိပ္ပာယ်ကျတော့ verb ပြောင်းချင်တယ်ဆိုရင်ဟာတာပေါင်းလိုက်ရုံပါပဲ you 는ဟာတာအရေးချင်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်자နောက်တစ်ခုကကြတော့ you မောင်ဒီမှာရှိတဲ့ you ကရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်ဒီမှာမောင်ဆိုတာကဘာလဲဆိုရှိမှမျောလင့်ချက်အဲဒါကြောင့်မလို့ဒီကနေရှိမှကစလုံးထဲမှာပါတဲ့မောင်ဆိုတဲ့ဒီလိုမျောလင့်ချက်ကိုပြောချင်တာအဲဒါကြောင့်မလို့ပေါင်းလိုက်တော့မျောလင့်ချက်ရှိတာပေါ့အဲဒါကြောင့်မလို့ you မောင်ဆိုတာကမျောလင့်ချက်ရှိတယ်အလားအလာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုချေလို့သုံးလို့ရတယ်ရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ခွောင်းဆိုတာကအယောင်နေတောက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အဲ့လိုအယောင်တောက်ပါတာဒီကိုလင်းလက်နေတာအဲ့လိုအဓိပ္ပာယ်အနေနဲ့သုံးပါတယ်အဲဒါကြောင့်မလို့ you ခွောင်းဆိုလို့ရှိရင်အယောင်လက်နေတယ်အယောင်တောက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ကို share လို့သုံးလို့ရတယ်ရမယ်နော်အဲဒါကြောင့်မလို့ဒီနေ့ you ဆိုတဲ့ရှိတာနဲ့ပတ်သက်တဲ့ဟန်ဂျာမီနင်းလေးတွေကိုအကျဉ်းဖြင့်ရှင်းပြထားပါတယ်အဲဒါကြောင့်မလို့တစ်ခါဒီ reading တွေပါတယ်ဖတ်တယ်ဆိုလို့ရှိရင်ဒီစာပိုင်းရဲ့အဓိပ္ပာယ်နဲ့လိုက်ပြီးတော့ကိုမသိတဲ့စလုံးထဲကနေပြီးတော့ဒီလိုဟန်ဂျာမီနင်းလေးတွေပါတယ်ဆိုရင်မှန်ကြည့်ပေါ့ဟုတ်တယ်မလားအဓိပ္ပာယ်လေးတွေကိုအဲကြတော့အဲ့လိုမျိုးမှန်ကြည့်တဲ့အလေးကျင့်လေးတွေကိုလုပ်ဖို့လည်းလိုတယ်ပြီးတော့ဟန်ဂျာမီနင်းဆိုတာကသူကဒီတရုတ်စာကနေစဉ်သက်ထားတဲ့မီနင်းဖြစ်တယ်ပြီးတော့ဒီလိုမျိုးအဓိပ္ပာယ်ရှိတဲ့စလုံးကိုတစ်လုံးနှလုံးနဲ့သူကချုပ်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့များသောအားဖြင့်သတင်းစာတို့တချို့တို့ဒီစာအုပ်တွေတို့ရမယ်နော်အဲ့လိုမျိုးနည်းနည်းခက်တဲ့အကြောင်းအရာတွေပေါ့ရမယ်နော်အဲ့လိုမျိုးနေရာတွေမှာသုံးတာပဲများပါတယ်ပုံမှန်တချို့တို့စကားပြောမှဆိုလို့ရှိရင်တော့တချို့ဟန်ဂျာတွေကကြတော့တိတ်ပြီးတော့မသုံးတဲ့ဟန်ဂျာတွေလည်းရှိတာပေါ့ဒါပေမဲ့အခုဒီလိုမျိုးယူမြောင်းဟာတာလိုမျိုးဟန်ဂျာတွေကကြတော့ရှယ်လိုနေစဉ်ဘဝမှာလည်းသုံးတဲ့မီနင်းလိုမျိုးဖြစ်နေတဲ့အခါကြတော့ဒါကတော့ကိုကတော့ဟန်ဂျာမသိပဲသုံးနေတာပေါ့နော်အဲ့လိုမီနင်းတွေလည်းရှိတယ်ဒါမှမဟုတ်ပဲနဲ့တချို့မီနင်းတွေကြတော့ရှယ်တို့ဒီဟန်ဂျာမှာတိတ်ပြီးတော့မသုံးဘူးဥပမာယူမောင်းဟာတာဆိုလို့ရှိရင်ဟီမောင်းကြီးအတာတို့ပါတော့အဲ့လိုမျိုးတွေပဲသုံးတဲ့ချိန်လည်းရှိတယ်ပေါ့နော်ဒါကတော့သူသုံးတဲ့အချိန်အနေနဲ့လိုက်ပြီးတော့မီနင်းတွေကိုယူပြီးတော့သုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတော့နောက်ပိုင်းစာများများဖတ်တယ်ထိတွေ့တာများတယ်ဆိုလို့ရှိရင်တော့ဘယ်မှာဘယ်လိုသုံးရမှာလဲဆိုတာကိုသိလာမှာပဲเนาะအဲဒါကြောင့်မလို့ဒါကတော့ဒီအဓိကဒီဟန်ဂျာရဲ့စလုံးလေးတွေရဲ့အဓိပ္ပာယ်လေးတွေကိုပဲကိုကတိကျလေးမှတ်ထားတယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကတော့အထောက်အကူဖြစ်မှာပေါ့เนาะဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးကိုလည်းတိကျလေးလိုက်ကြည့်ပြီးတော့တခုခုနားမလဲတာရှိတာပဲဖြစ်ဖြစ်သိချင်တဲ့ဟန်ဂျာရှိလို့ရှိရင်လည်း comment လေးမှာရေးပေးထားပါရှယ်ကြည့်ပြီးတော့ပြန်ပြီးတော့သိမိမယ်
မယ်နော်ဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရောတော့ဘူးနောက်ပြန်ဗီဒီယိုမှာချဲခုဒီ you ဆိုတဲ့ရှိတာရဲ့စင့်ကျင်ဘက်ဖြစ်တဲ့မူဆိုတဲ့အကြောင်းလေးကိုချဲတင်ပြီးတော့မှာပဲနော်ရမှာနော်အားကြောင့်မလို့ဒီနေ့ကတော့ဒီလောက်ပါပဲရောတော့ဘူးအညုံ